ကဲအားလုံးပဲမင်္ဂလာပါနော်ဒီကောင်ကရာဂျာပေါ့ရာဂျာ12 MB ရပါဘက်ထရီအားသွင်းဆက်ပေါ့နော်ဒီအားသွင်းဆက်ကဝင်ပိုင်းနေလောင်သွားတယ်နော်ဝင်ပိုင်းနေလောင်သွားပြီးတော့အခုလေးရှင်းအမောင်းနဲ့ IC လေးပြတ်သွားပြီဆိုတော့ကျွန်တော်တို့ကဒီကောင်စမ်းကြည့်လိုက်ဓာတ်ဟုတ်တွေကြွမကြွပါဘူးနော်မန်ဒီစီရောမန်ဒီစီလည်းကောင်းနော်ဓာတ်ဟုတ်တွေတိုင်ကြည့်ရမကောလို့ဓာတ်ဟုတ်တွေကနှလုံးတော့ကောင်းဒီကောင်းနော်ဒီဘက်စီတာတွေရောဒီစတလည်းမပြတ်ဘူးဖြူရောဖြူလည်းမပြတ်ဘူးနော်အဲ့တော့ကျွန်တော် IC ချွတ်ကြည့်မယ် IC ချွတ်လိုက်မယ် IC ချွတ်မယ်ဒီက FPD ချွတ်မယ်ချွတ်လိုက်ပြီးဒီနာ component လေးချွတ်လိုက်ပြီးဆိုလို့ရှိရင် AC သွားလိုက်လို့ရှိရင်ဒီနားမှာ capacitor မှာဘိုးရောက်နေရမှာနော်အဲ့ဒါဆိုလို့ရှိရင်ဒီအဝင် AC နဲ့ DC လောက်တဲ့ဘက်ကောင်းသွားတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က module လေးအစားထိုးကြည့်ရမှာပေါ့နော် module အစားထိုးကြည့်အဲ့တော့ဒီဘိုင်းတွေဖြုတ်လိုက်မယ်နော်ဒီရတွေဖြုတ်ဒါဆိုရင်ရပြီနော်ဒီနောက်မှာကျွန်တော်တို့ကတိုင်ကြည့်ရမယ် AC ထည့်ကြည့်မယ်နော်ဒီ capacitor မှာပိုးရောက်မရောက် AC ထည့်လိုက်ပြီနော်ဒီ DC ညငါလည်းထားပြီးတိုင်ကြည့်မယ်နော်ဒါဆိုလို့ရှိရင်အဝင်ပိုင်း DC ပြောင်းတဲ့ပိုင်းကောင်းတယ်နော်အဲဆိုကျွန်တော်တို့ module ထိုးအောင်module ထိုးထားတဲ့524 module ထိုးမှာနော်524 module ထိုးမှာထိုးထားတဲ့ပုံစံကတော်တော်လေးပဲဒီမှာ main capacitor ကြီးရဲ့ main filter ကြီးရဲ့၄ချောင်းနဲ့ပါတယ်သူကနော်၄ချောင်းနဲ့ပါအဲ၄ချောင်းနဲ့ပါတာကိုသူ့မှာပထမဆုံးအနီနဲ့အနဲ့2ချောင်းကြည့်မယ်အဲ2ချောင်းခွဲထုတ်လိုက်မယ်နော်ခွဲထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ main filter ကြီးရဲ့အနှုတ်စ main filter ရဲ့အနှုတ်စမှာကျွန်တော်ခဲဆော်နော်main filter ပြီးရင်ကျွန်တော်တို့က FED ချွတ်ထားတယ်နော်ဒီကတော့ FED ဒီမှာချွတ်ထားတယ် FED အဲ့အနီစားကနော်အနီစားရှိတယ်ကျွန်တော် FED ကိုကြည့်လိုက်6တော့3ချောင်းရှိတယ်အလယ်စားနော်အလယ်စားနဲ့ drain နဲ့ပေါ့နော် drain နဲ့ခဲဆော်ဒီမှာအလယ်စားဒါဒီဘေးမှာလာဆော်လိုက်ဒါဒီဘိုင်းနေကောင်းပါတော့နော်စစ်ပြီးလို့ကောင်းပါတော့ပြီးရင်ကျွန်တော်တို့ကနောက်ထပ်အပြာနဲ့အဝါနဲ့နှစ်ဆရှိတယ်အပြာနဲ့အဝါနဲ့နှစ်ဆလည်းလွဲတယ်ဒီမှာအထွက်ကပ်ပဲစီတာရှိတယ်ကျွန်တော်တို့ဒီအားသွင်းကပ်ဒီမှာခြာကျင်ကပ်အထွက်ကပ်ပဲစီတာဒီမှာတည်း25ကို
1000 US 25ဘူးအဲ့ဒီကောင်ကြီးတာ1000 US 35 1000 US 50ဘူးအကြီးတွေထည့်လိုက်ဘူးတောက်တော့ဘူးကောင်းအဲ့တော့1000 US 25ဘူးကက်ပစီတာရဲ့ဒီမှာအခြေရှိအဲ့အခြေမှာဒီအပြာနဲ့အဝါစားကိုခဲစော်ပေးရမယ်အဲ့တော့အပြာကအနှုတ်အဝါအပေါက်ပြာအနှုတ်အဝါအပေါက်ပြာကအနှုတ်ဒီကက်ပစီတာကိုကြည့်လိုက်ပြာကအနှုတ်ဝါကဒီကက်ပစီတာအပေါက်ဒါဆိုလို့ရှိရင်ပြီးသွားပြီသူဒီမှာကိုလိုချင်တဲ့ဘုတ်ဒီ preset ကနေချိန်တယ်ဒါကိုကျွန်တော်တို့ short ရှိမရှိကြက်ကောင်းမကောင်းဘူးเนาะဒါကျွန်တော်ဒီဘက်ကတ်ကနေချုပ်ပြီးထိုးတာအဲ့ဒီကောင်တီးဖို့အတွက်ကျွန်တော်တို့ဟောဆိုလိုက်နှိုးကြည့်เนาะဒီမှာတစ်ချက်ကြည့်เนาะပြန်တွေးကြည့်မယ် AC အဲဒီမှာနိုးသွားနော်နိုးသွားပြီဆိုတော့ဒါခြာကျင်သွင်းလို့ရတယ်နော်ကျွန်တော်ဘိုးကဒီကချိန်လို့ရတယ်ဘိုးလိုချင်တဲ့ဘိုးအထွက်ကိုဟိုကဒီမှာ14တက်တော့ငါးထားခြင်းလည်းရနော်နည်းလေးတိုးပြီးချင်းရ14တက်တော့6တွေပါဆိုလည်းရတယ်လိုက်ဖို့အသေးလေးတွေတွန်းလို့ရတယ်ဒီမှာထွက်ဖို့နော်ထွက်ဖို့ဟိုတဲ့ကျွန်တော်တို့ဘယ်လိုချိန်ရမလဲဒီဘက်ကနေတိုက်ပြီးစစ်ကြည့်နော်ဒီမှာထွက်ဖို့ဒီမှာနော်15တက်တော့6ဖြစ်နေအဲ့ဒါကျွန်တော်တို့နည်းနည်းပြန်လျှော့ငါချိန်လို့မရဝုတ်တယ်9ဖို့ 8.4 4.2အဲ့ဒါမမောင်းနိုင်တော့8.4စနေတော့6တွေပဲချိန်လို့ရစနေတော့6စနေတော့9 8လောက်ဆိုရင်ဒီတင်အသွင်းလို့ရတယ်အဲ့လောက်ဆိုလို့ရှိရင်ဒါလေးကတ်တည်ချိန်ပေါ့နော်ဒါဆက်တိုးချိန်ကြည့်မယ်ဒီကောင်15တက်တော့9ဖြစ်ပါတယ်ဒီကောင်14တက်တော့အဲ့ဒီပြန် short 14တက်တော့2လောက်ဆိုရင်ဒါချဘက်ထရီ acid ကိုသွင်းလို့ရပြီနော်acid ကိုသွင်းလို့ရပါတယ်စမ်းကြည့်မယ်နော်တွန်းနေပြီနော်ဒီကောင်ဒီလိုဟီးစင်လေးပေါ့နော်ဒီဟီးစင်ပြန်မခံလို့မရအောင်ခံကိုပေးရမယ်နော်ဒီအပူစွန့်ထုတ်ဖို့အတွက်စွန့်ရည်အပူဖြစ်စွန့်ထုတ်ဖို့အတွက်ဒီခံပေးရမယ်ပေါ့နော်ဟီးစင်ကဒီထဲမှာကိုကြိုက်တဲ့ပုံစံမျိုးနဲ့တက်ပေါ့နော်တပူးနဲ့တပူးကတော့မတူတဲ့ခါကျတော့ဟီးစင်နဲ့ဒီထဲမှာပြန်အထိုင်ကျဖို့အတွက်ကတော့ကိုယ့်အကိုစိတ်ကြိုက်ပြန်ဆင်ပေါ့နော် modify လုပ်ပေါ့စိတ်ကြိုက် modify လုပ်ပေါ့အဲ့ဒါအပူးနဲ့တပူးမတူလို့ကျွန်တော်ဒီမှာဆင်တာလေးပဲပြပေးရပါတော့ဒါဆိုရင်အတွင်း
ဒါနော်ကိုတတ်မှတ်ထားတဲ့ဘိုးရောင်ဖြတ်သွားလိုက်ပါပန်ကာရက်ဖူးချခြင်းပြပါနော်1.5 amp ရတယ်ဒီမှာဆန်ကယ်ဦးလေးစမ်းပန်ကာလေးလေဆိုင်ကယ်ဦးလေးတွင်နော်3.9ဒီကောင်80ရာခိုင်နှုန်းပါဒါ524နဲ့တက်စားထိုးတယ်အရင်ဆုံးကျွန်တော်တို့ကဒီ power supply ရဲ့အဝင်ပိုင်းပေါ့နော်အဲ့ဒီအဝင်ပိုင်းကတော့ဒီ power supply အဝင်ပိုင်းကျွန်တော်ကောက်မှတော့ရတယ်ဒီအချမ်းဒါပေမဲ့ဟိုပါပေါ့နော်အခြေခံလေ့လာတဲ့သူတွေဖို့ကတော့ဒီ AC ဖြစ်နေတော့ကျွန်တော်တို့ဒီဟာတွေကိုမကျွမ်းလို့ရှင်တော့ကျွန်တော်တို့အစားမထိုးနဲ့ပေါ့နော်ကျွန်တော်ဘူးသဒ္ဓအဖြစ်ကြည့်ပေါ့နော်တချို့ဟိုတိတဲ့ဆရာတွေတိတဲ့လူတွေကြားလို့ရှင်တော့ဒါနဲ့ထိုးလို့ရတယ်524နဲ့ဒါလေးပြောချင်တာတာမန်လူပုံစံတွေကတော့ကျွန်တော်လေ့လာရလို့မှညာ entertainment အနေနဲ့ကြည့်ပေါ့နော်ဘူးသဒ္ဓအနေနဲ့ကျွန်တော်ချိန်ထားတဲ့ပို့ကြလို့ရှင်ဒီဘက်ထူးကဖြတ်သွားလိုက်ပါဒါဒီကောင်းကိုလည်းကျွန်တော်ပုံလေးနဲ့စာလေးနဲ့အစားထိုးပြီးစစ်တဲ့ပုံစံလေးတင်ပေးမယ်ကြည့်တဲ့လူတွေကတော့ဘူးသဒ္ဓဖြစ်ကြည့်ကြပါတော့အားပေးတဲ့အနေနဲ့အိမ်မှာနေထိုင်ရင်လည်းဒါလေးတွေဘူးသဒ္ဓဖြစ်ကျွန်တော်တို့ကြည့်လို့ရတာပေါ့နော်အဲ့ဒီသဘောနဲ့ကျွန်တော်တင်ပေးတာပါကဲအားလုံးကျေးဇူးတင်ပါတယ်နော်ကျွန်တော်ကိုတီဟာဆွေတောင်းရချက်ကျွန်တော်မှနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါ